တို့ရွာမှာသဘောကောင်းပြီးဆင်းရဲတယ်ကိုပေါ်လို့များခေါ်တယ်ပေါ်ချကြလူတစ်ယောက်လေသူအလုံးလုံးတဲ့အိမ်ကမြို့ကြောင်တဲ့တစ်ဖေးသမီးကိုရင်မာသူစိတ်တိတ်တိတ်သာချစ်ရှာနေတော့လေတစ်ဖေးသမီးကြောင်ကိုပြန်နွားတဲ့နဲ့လိုက်အဖို့မှာရင်ထဲကချစ်တွေဟာအိုးမလုံးအောင်ပွင့်လာတစ်ဖေးသမီးကဆိုတဲ့ချစ်စစ်တော့ဖြစ်ခဲ့ရင်ငွေရတဲ့ပြားတောင်းတီတီသာအဖေးစီတင်တောင်းပါဒီချိန်မှာရသမျှလို့ကိုနေရမရှောင်လောက်ခါအာဟာရသိပြီးသလိုမစားရမတော့ရနဲ့ပူပြင်းနဲ့ကြောပြင်းဟာအချစ်စိတ်ကြောင့်